လက်ခုပ်သံများရဲ့ရည်စက်များနှင့်အမှတ်တရများစွာရှိခဲ့ရာစိတ်နှလုံးသားမှာထာဝရဆွဲထင်နေတဲ့ရွှေရောင်နေ့ရက်များ12ယောက်မြောက်ကစားသမားတွေရဲ့အခန်းကဏ္ဍများသမိုင်းဝင်အခိုက်အတန့်များတာဝန်ဝတ္တရားယုံကြည်မှုနဲ့မျိုးဆက်တင်များဤဓာတ်ခိုင်မြဲသည့်အောင်မြင်မှုမှတ်တိုင်များနိုင်လူစိတ်ပြင်းပြမှုအားကစားစိတ်ဓာတ်နဲ့နာဂတ်အင်းနဲ့နိုးအိုင်နွေကိုဖောက်ထွက်ခါရေလေမှာတင့်နိုင်လို့တန့်စင်မှုနဲ့ပြန်လည်တွေးပွားခြင်းကိုကိုစားပြုတဲ့ကြာပန်းလေးများလေ Let's blond together အတူတကွဖူးပွင့်ကြပါစို့